လုံးမင်္ဂလာပါကိုရီမတွေကအားလုံးမင်္ဂလာပါလို့ဒုတိယရှင်မန္တလာရှင်များပေါ့နော်ကဲမိတင်သားကောက်လေးကိုကြည့်ရှုသူအားလုံးကိုတရားမျိုးမင်္ဂလာဖြစ်ပါစေလို့အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ကဲကိုရီမတွေအားလုံးပွဲအဖွင့်နေ့မှာ3လပိုင်း24ရက်နေ့အဖွင့်နေ့မှာပဲကိုရီကစားကြမယ်လို့မဟာဖိတ်ခေါ်ပါတယ်အဲ့တော့ကိုညီမကိုယုံကြည်စွာကြည့်ရှုသူအားလုံးကိုညီမကလုံးမိုင်တစ်လုံးမိုင်နဲ့ကဏ္ဍ9ခွက်ကိုထပ်ထုတ်ပေးသွားပါမယ်အဲ့ကဏ္ဍ9ခွက်ကတနေကုန်စာတနင်္လာနေ့တနေကုန်စာအတွက်ကိုပဲချပေးသွားတာပါညီမဗီဒီယိုပိုင်းလေးထပ်တင်ပြီးရဲဆိုတာလေညီမအကောက်ကိုဝင်ပြီးကြည့်ရှုသူအားလုံးကိုပေါက်စီခြင်းနဲ့စိတ်ပြညီမလာထပ်တင်ပေးရပါအဲ့တော့ကိုညီမကိုယုံကြည်နဲ့ပေါ့နော်ထိုးတဲ့လူတွေကိုလည်းတရားမှပြောချင်ပါတယ်ဆက်ပြီးတော့လက်တွဲသွားပါလို့ညီမနဲ့တပတ်မှာတစ်ခါတလေကတော့ဖောက်လေးရှိရပေါ့နော်အဲ့တော့ကိုစိတ်ထဲမကြပါနဲ့အကောင်းတစ်ခါအကောင်းဆုံးဖြစ်အောင်လည်းထပ်ကြိုးစားထားပါတယ်မနက်ဖြန်အတွက်ကိုလည်းအကောင်းဆုံးဖြစ်အောင်ထပ်ပြီးကြိုးစားထားပါတယ်ကိုရီမားတွေဘက်ကယုံကြည်ဖို့ပဲလိုတယ်ပေါ့နော်ယုံကြည်ဖို့လိုတယ်ထိုးနိုင်ဖို့လိုတယ်ညီမတို့ကကိုရီမားတွေအားလုံးကိုကူညီဖို့ကအဆင်သင့်ပါပဲအဲ့တော့ကိုအကောင်းဆုံးဖြစ်အောင်လည်းထပ်ပြီးတော့အကောင်းတစ်ခါအကောင်းဆုံးဖြစ်အောင်လည်းထပ်ပြီးကြီးလုပ်ပြီးသွားပါမယ်အစီအပြောင်းလည်းကြီးလုပ်ပြီးသွားပါမယ်ဒါပေမဲ့ကဏ္ဍကိုလုံးမိုက်တစ်လုံးမိုက်နေပေါ့နော်ကဏ္ဍ9ခွက်ကိုတော့ထိုးနိုင်ကြပါလေကဏ္ဍ9ခွက်ကိုထိုးနိုင်တဲ့ကိုရီမားတွေအားလုံးကိုပတ်စံလည်းမပေးရဘူးကွာအဲ့ဒီဥစ္စာကိုညီမစေတနာအဖြစ်ထက်ရောက်တင်ပေးရပါညီမတို့တော့မေတနာကောက်လေးကိုကြည့်ရှုသူအားလုံးကိုပြောချင်တာလက်မလေးနှိပ်သွားပေးပါရှယ်သွားပေးပါစကွက်လေးလည်းနှိပ်သွားပေးပါလို့အဲ့ဒါလေးတော့ပြန်လုပ်ပေးပါလို့ညီမမေတ္တာရက်ခံပါတယ်ပေါ့နော်ကဏ္ဍလုံးမိုက်တစ်လုံးမိုက်နဲ့ကဏ္ဍလုံးမိုက်တစ်လုံးမိုက်နဲ့ကဏ္ဍလုံးမိုက်တစ်လုံးမိုက်နဲ့ကဏ္ဍ9ခွက်ပဲထပ်ချပေးရပါတော့အဲ့တော့ကိုဝီမရဲ့ဘက်ကထပ်ပြီးတော့ယူထိုးနိုင်ဖို့ပဲလိုပါတယ်ထိုးနိုင်ဖို့နဲ့ယုံကြည်စွာလက်တွဲသွားမယ်ဆိုရင်တော့80လမ်းကိုရှောင်းနိုင်ပါတယ်80လမ်းကိုဆက်ပြီးတော့ရှောင်းနိုင်နိုင်မှာနော်ကဲမိတင်တာကတော့ပြောချင်တာကအားလုံးကိုလက်ဖန်အတွက်ကိုဖွင့်နေကိုအရှိနဲ့ကြိုးစားဖို့တော့လိုပါတယ်ပေါ့နော်အဲ့တော့ကိုအကောင်းဆုံးပြန်ထပ်ကြိုးစားထားပါကဲလုံးမိုက်တစ်လုံးမိုက်နဲ့ပဲခနဲ့9ခွက်ကိုပဲထပ်တင်ပေးသွားမှာပါကဲကိုမိုက်ဘက်ကိုအားလုံးကိုညီမကပြောချင်တာတနင်္လာနေ့3လပိုင်း24ရက်နေ့တနင်္လာနေ့အဲ့ဒီကိုပဲတစ်လုံးမိုင်နဲ့ကဏ္ဍ9ခွက်ကိုထပ်ပြီးတော့ယူပြီးတော့ထပ်ထိုးပေးပါလို့ညီမပြောချင်ပါတယ်ပေါ့နော်ယုံကြည်စွာထိုးချင်တဲ့သူတွေကတော့ယူပြီးတော့ထိုးနိုင်ပါတယ်ညီမဗီဒီယိုဖိုင်လေးကိုကြည့်ရှုလို့အားလုံးနဲ့ညီမကပြောချင်တာပေါ့နော်ယုံကြည်မှုနဲ့ဘုံကအလုံးလုံးကြရတဲ့အတွက်ညီမကလည်းဗီဒီယိုဖိုင်လေးထပ်တင်ပေးသွားပါမယ်ညီမကိုအားပေးနေတဲ့ကိုညီမတွေအားလုံးအတွက်ကိုလည်းညီမကအားရှိအောင်အစီအမြောင်ကြည့်လို့ပေးသွားပါမယ်လို့ညီမကမေတ္တာပြောချင်ပါတယ်ကဲလုံးမိုင်တစ်လုံးမိုင်နဲ့ကဏ္ဍ6ကဏ္ဍ9ခွက်ကိုပဲပြီးသွားမှာပေါ့နော်အဲ့ဒါတော့ကိုညီမရဲ့ဘက်ကထိုးနိုင်မှုပဲလိုတယ်ပေါက်ချင်တဲ့ကိုညီမရဲ့အားလုံးကတော့လိုက်ပြီးတော့ညီမဗီဒီယိုဖိုင်လေးကြည့်ရှုသူအားလုံးကိုထိုးဖို့တော့ညီမပြောနေပါတယ်ထိုးကြတဲ့လူတွေလည်းပေါက်ကြပါစေညီမပြောချင်ပါတယ်ပေါက်ကိုပေါက်ရမယ့်ကဏ္ဍတွေပါမိန်အုပ်ခွက်ကလေးတွေပဲထပ်ထုတ်ပေးထားပါအဲ့တော့ကိုလည်းအဆင်ပြေအောင်ဘူးလို့ပဲကြည့်ပြီးတော့ပဲညီမကပြောပေးတာပါညီမကစေတနာအဖြစ်ထက်ရောက်တင်ပေးတာကိုရီမရဲ့ဘက်ကငွေတစ်ပြားတစ်ချက်မှမကုန်မဲ့နဲ့ဗီဒီယိုဖိုင်လေးကိုကြည့်အောင်နဲ့ပေါက်တဲ့သူတွေရှိကြပါတယ်ညီမကဏ္ဍကိုပေါက်ချင်တဲ့သူတွေကို share ပေးပါပြီးတော့လည်းအခုကြည့်နေတဲ့ကိုရီမတွေအားလုံးကပေါက်သွားပြီဆိုရင်ညီမကွန်မန့်အောင်မလာပြီးတော့မှတ်ပေးသွားပါလို့ကဲကဏ္ဍလုံးမိုင်ရပါတော့6လုံးမိုင်နဲ့60 6ခွန်6663ပေါ့နော်အဲ့63 64ပေါ့နော်အဲ့4ခွက်5ခွက်ကိုထပ်ချပေးသွားပါတယ်60 6ခွန်63 66 64ပေါ့နော်5ခွက်ကိုယူထိုးနိုင်ပါတယ်ညီမမေတင်တာအကောင်လေးကို6လုံးမိုင်မှာပတ်လို့လည်းရတယ်တနည်းကုန်းစားပတ်လို့လည်းရတယ်လုံးမိုင်တစ်လုံးမိုင်နဲ့ပဲထပ်ချပေးသွားတာပါလုံးမိုင်တစ်လုံးမိုင်ဆိုတာက6တစ်လုံးမိုင်60 6ခွန်64
66ခွန်64 66 63ပေါ့နော်5ခွက်ကိုထပ်ချပေးသွားပါတယ်ကဲချိန်တဲ့ကိုလုံးမိုင်တစ်လုံးမိုင်ကပတ်တီးနော်အဲ့6တစ်လုံးမိုင်ကတနင်္လာနေ့ကိုအချင်းသေးပေါင်းကိုအစင်ပြေအောင်ကြည့်လုပ်ပေးသွားတာပါကဲ6တစ်လုံးပိုင်ကိုတော့ထိုးချပါလို့ညီမပြောချင်ပါတယ်6လုံးပိုင်နဲ့60 6ခွန်63 64 66ပေါ့နော်အဲ5လုံး5ခွက်ကိုထပ်ထုတ်ပြီးသွားပါတယ်ကဲအားလုံးပဲမင်္ဂလာပါကျေးဇူးများတင်ပါတယ်ညီမဗီဒီယိုဖိုင်ကိုကြည့်ရှုလို့အားလုံးကိုဒီတိုင်းမှာစိတ်ချမ်းသာကိုကြမိုင်နဲ့ပြည့်စုံနိုင်ကြပါစေတက်ရှူတိုင်းနဲ့ဝင်ဝင်ကြပါစေစီးပွားဥစ္စာတွေလည်းပုံများပါစေညီမမေတ္တာကောင်းမှပြီးတော့ဆုတောင်းလိုက်ပါတယ်ပေါ့နော်ကဲဒီလောက်ပါပဲ